ကျူရိုစစ်ဘက်ကိုဒါလိုရွှေရှင်ရိုက်သွားတဲ့နေရာလေးပေါ့နော် Only the worst ones here. ဒီဟောလာကြည့်တာဘုခနဲ့ဆိုရင်ဘက်ကထပ်ကိုခါပြပိုးလာလောက်ကလောက်ကဝါတော့တော့ရောက်လာပြီဒါပေမဲ့လမ်းမလားမှန်လားခုချိန်ထိတော့တည်တယ်သူအဲ့ဒီကျူရိုစစ်ဘက်ရိုက်သွားတဲ့တကယ်မူဗီရဲ့တကယ် main နေရာကဒီနေရာမှာပေါ့နော်အဲ့ရှိမှရှိရယ်ဆိုတော့ကိုရီးယားလည်း6နာရီမှရောက်တာဆိုတော့ပိတ်နေလားဖွင့်နေရလားမသိမယ်တွားကြည့်နေတယ်ဒီနေရာလေးကိုရောက်လာပေါ့နော်ဒါပေမဲ့သူ့မှာလမ်းဘယ်ကိုသွားမယ်ဆိုလမ်းညွှန်တာမရှိဘူးခုနောက်ကပါလာတဲ့သူတွေကဘယ်လိုသွားမလဲဆိုတာကိုကြည့်ပြီးနောက်ကလိုက်မှကြံစီထားတယ်တကယ်ရှုခင်းအောင်တော့ဘယ်လိုသွားရမလဲဆိုတော့လမ်းကြောင်းလုံးဝမသိပါဘူးခဏတီဒါပေမဲ့နောက်မှာတော့ရှုံလုံးတော့ရှိရဲပြီးတော့တဘာဝတော်လန်ဒီခုရှိပါတယ်တာဝါကိုသွားဖို့နော်ဘယ်လိုလမ်းမှလည်းမသိဘူးရှေ့ကသူတွေပိုတော်ဆိုးသေးတယ်သူလည်းမသိဘူးတဲ့ဆိုတော့အဲ့ပြောမသိတဲ့သူချင်းစမ်းပြီးသွားကြတာပေါ့လေမောင်တော့6နာရီထိုးပိတ်တယ်လို့ပြောနေတယ်သူကသွားနေကြပါလေရှုံလုံးတော့ရအောင်ညာပဲတာဝါကိုတွေ့တော့ပါပြီဒီမှာပါဒီမှာငှက်ကလေးလေးရှိရပေါ့နော်ထင်းလေးဆောက်ရှောက်ဖို့အတွက်လည်းဒီမှာငှက်ကလေးရှိပါတယ်တဲ့local ငှက်ကလေးတွေရှိပါတယ်လေပြောမယ်နော်ငှက်ကလေးတွေတဲ့ဒီတောထဲမှာရှိပါလေလက်ဒါလုံးနိုင်ငံမှာလည်းရှိပါလေလို့ဒီငှက်ထဲမှာ Peking fisher လေးလည်းရှိတယ်ဆိုတော့ဒီမှာတောလန်းလေးဒီမှာကင်းတာကဒီကနေပြီးမှတကယ်မူဗီရိုက်ခဲ့တဲ့ view point ကို sunset line တွက်ကြည့်ကြံဖြစ်ပါတယ်ရှင်အဲ့ဒီတက်ကြည့်မယ်နော်ခုကတော့ဒီတာဝါဘောကနေလှမ်းမြင်ရတယ်ဟိုမှာစိတ်ကန်ကျိုးလေးပေါ့နော်လဲ See this really amazing view point ဒီဟောလာကြည့်တာဒါကတကယ်ကိုမပါခဲ့တယ်ခဲလှတဲ့ view point ဖြစ်ပါလေနောက်တစ်ခါလာမှပဲဒီနေရာလေးကိုလှည့်စီရမယ်ပေါ့နော်ခုကအာဆီယံမှာတုတ်ရှင်နေအမြင်လာရတာဆိုတော့လေဟိုမှာပုံကြောင်းလုံးအိမ်ကြီးတွေတွေ့ရတယ်ပြီးတော့ကြောက်ဆောင်နေပေါ့နော်ဒီပြီးတော့ look နေဝင်နေပါလာပါတယ်ဒီဝင်နေပါဒါဟိုကြတော့ဒီတော့တွေကနေပြီးတော့မှစိုက်ကယ်ကိုရှေ့မှာဒီနားလောက်မှာရက်ပြီးတော့ဒီတော်လန်းနဲ့လမ်းလျှောက်လမ်းတာဝါကိုတက်ပြီးတော့မှဒီ view ကိုကနေကြည့်ရပါတော့ဒီနေရာလေးကသွားနှစ်ကျူရိုစစ်ဘက်ကိုဒါလိုရွှေရှင်ရိုက်သွားတဲ့နေရာလေးပေါ့နော်ဒီနေရာလေးတော့လှေလေးစီးပြီးတော့ဒါလိုစောတွေပေါ့အဲ့လိုရိုက်သွားတဲ့နေရာတော့ရွှေရှင်နေရာတစ်ခုပေါ့နော်ဒီ view ကိုမြင်ရပါတယ်တကယ်ကြတော့တွန်းချိုးတွေကကြတော့ဒီလို view နှစ်ခုကိုမြင်ဖို့အတွက်ဆိုရင်တော့ဒီကြီးလောင်တီပုံတင်နေသွားရင်မြင်ရတယ်မဒီရောတွေမြင်ရတယ်ဒီနေရာရောက်လှတယ်ပေါ့ဒါပေမဲ့အခုရောက်တဲ့အချိန်6နာရီလောက်ဆိုတော့ပိတ်တော့မှာဆို6နာရီတော့ဆက်ပြီးပိတ်တော့မှာဆိုတော့ကိုချင်းအမြင်လေးရှူလေးကိုခံစားကြည့်နေတဲ့အချိန်လေးဖြစ်ပါတယ်ဒီနောက်ကတော့မြို့ဖြစ်တယ်ဖီးရရှိရဲ့ဖီးရနေတော့လေးစီလာမဆိုရင်ဒီ view ပေါ့နော်လာကြည့်လို့ရတယ်ဒီ view ကဒီကြားကြည့်တော့ဒီနေရာပတ်ဝန်းကျင်ကိုနှစ်ပေါင်း3000လောက်400လောက်တော့ချစ်ခိတိုင်းနေရဆိုပြီးတော့သူတို့မှတ်တမ်းရှိတဲ့နေရာလေးပါ